မျက်နှာမှာတင်းတိတ်မှဲ့ကြောင့်အမဲဆက်ရှိတဲ့အမတွေညီမတွေမိတ်ကပ်နဲ့ဖုံးလို့ရပါတယ်အခုဒါဆိုနေနေကအမာရွတ်ကြီးပေါ့နော်ဒီမှာကတော့မျက်နှာအသားကြီးလေးနည်းနည်းလေးမညီရရှိတယ်ဒါက original camera နဲ့ရိုက်ထားပါတော့အခုဒီမှာတွေ့လားဒီမှာဆိုနည်းနည်းလေးဒီနားလေးကမညီချင်ဘူးအဲ့တော့နေနေကဒီ triple make up ရေ number 3လေးနဲ့ဖုံးပြပေးမယ် make up အထုပ်သုံးတဲ့သူလေးကအခုလိုမျိုးဖိပြီးတော့သုံးပေးနော်လိမ့်ပြပေးပါမယ်အဲ့ဒီမှာဒီလိုလေး make up လေးကိုညှစ်ပြီးတော့ဒီလိုတစ်စက်လေးယူပြီးတော့အခုလိုမျိုးအမဲဆက်ရှိတဲ့နေရာမျက်နှာအသားရေမညီတဲ့နေရာလေးတွေကိုအခုလိုမျိုးလိုက်ဖုံးပေးမယ်ဆိုရင်ဒီ make up ကပပကြည်ကြည်လေးနဲ့ကပါအရန်ဖြစ်တာပေါ့နော်ပြီးရင်ဒီမှာအမာရွတ်ကြီးနော်အဲ့ဒီအမာရွတ်ကိုဒီမှာဖုံးပြမယ်ဒီမှာနော်နော်အရန်ဒီမှာကြည့်လိုက်မဲနေတဲ့နေရာလေးဒီမိတ်ကပ်လေးကိုညှစ်ပြီးဒီလိုထိတ်ကလေးကိုယူပြီးဆိုတော့အခုလိုမျိုးလေးပဲပါမှာအမဲဆက်ရှိတဲ့နေရာလေးတွေကိုအခုလိုမျိုးလေးလိုက်ပြီးတော့တင်ပေးအောင်ပဲဒီလိုပုတ်လိမ့်တာလည်းမဟုတ်ဆွဲလိမ့်တာလည်းမဟုတ်အမဲဆက်ရှိတဲ့နေရာလေးကိုအခုလိုမျိုးလေးလိုက်ပြီးတော့ဒီလိုမျိုးလေးလက်ညှိုးလေးတစ်ချောင်းဆိုလဲတစ်ချောင်းနှစ်ချောင်းဆိုလဲနှစ်ချောင်းပေါ့နော်ဒီလိုလေးလိုက်ပြီးတော့ဖိပြီးတော့လိမ့်ပေးလိုက်ရုံနဲ့မျက်နှာပေါ်မှာရှိတဲ့အပြစ်အနာစာတွေကိုပပကြည်ကြည်လေးနဲ့ဖုံးပေးနိုင်ပါတယ်ဒီမှာကြည့်လိုက်နော်ကဲဒီမှာကြည့်အစောနာအမာရွတ်ကြီးဒီမှာမတွေ့ရတော့မိတ်ကပ်သားလေးကလည်းဝင်းဝင်းညက်ညက်လေးပဲပြာမျိုးလုံးဝမဖြစ်ဘူးเนาะအဲ့တော့နေနေကနောက်တစ်ဖက်ကိုလည်းအဲ့လိုလေးလိမ့်ပြီးလိုက်မယ်เนาะမိတ်ကပ်လေးနာလေးဘာမှမခက်ဘူး triple မိတ်ကပ်ရအရန်သုံးလို့ကောင်းတယ်ဒီမှာကြည့်เนาะမညီတဲ့နေရာလေးတွေလိုက်ပြီးဒီလိုလေးဖြည့်ပေးလိုက်အောင်ပြီးရင်ဒီနှာခေါင်းလေးတွေကိုတင်ပြီးပပလေးပဲတင်ပြီး highlight ပေါ့เนาะ highlight လေးဒီနှစ်ဖူးလေးပေါ့မေးစီလေးပေါ့ highlight ပေါ့နောက်ပြီးလို့ရှိရင်ပေါ့เนาะကိုကအသားဖြူရယ်ဆိုလို့ရှိရင်ခုလိုမျိုးနံပါတ်2သို့မဟုတ်နံပါတ်1လေးနဲ့မျက်နှာကို highlight လုပ်လို့ရတယ်เนาะဘယ်လို highlight လုပ်မှာဆိုတော့နေရာတော့ highlight လုပ်ရင်ဒီလိုနေရာလေးပေါ့နော်ဒါလေးကလင်းအောင်လို့ဒီနေရာလေးလင်းချင်လို့ဒီနေရာလေးတွေကို highlight make up နဲ့ပဲ highlight ပြန်ထည့်ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အသားဖြူတဲ့သူနံပါတ်3ကိုလင်းရင်ကြာမျက်နှာအသားရနည်းနည်းညစ်ဘယ်လိုနည်းနည်းညိုတတ်တာပေါ့နော်ညိုတတ်တယ်အဲ့တော့နံပါတ်1သို့မဟုတ်2နဲ့ကအခုလိုမျိုးလေး highlight လေးလုပ်ပေးလိုက်ဒါဆိုရင်ဒီနားလေးကလင်းသွားလိမ့်မယ်ပြီးပြီဆိုတာနဲ့ညီတော့ဒီ sponge လေးနဲ့လိုက်ဖြန့်ပေးလိုက်ပေါ့နော်ဒါလေးကြောတမျက်နှာလုံးညီအောင်ဒီလိုလေးရအစမျက်ခွင်လေးတွေနှာခေါင်းကြားလေးတွေဒီလိုနှာခေါင်းကြားလေးတွေဒီလိုမျက်ခွင်လေးတွေဒီလိုကြားလေးတွေဒီလိုကြားလေးတွေဒါမျိုးလေးတော့နှာတယ်လေးတော့ပေါ်သွားရနော် highlight လေးထည့်လိုက်တော့ဒါမေးစီ highlight လေးထည့်ထားတယ်လက်ဖူး highlight လေးဒါလေးဖြတ်ပေးလိုက်ခုဒီမှာဆိုလဲပါးလေးကလည်းလင်းလင်းလေးပေါ့နော်ညိုမသွားတော့မဲမသွားတော့နေနေကကျတော့အသားဖြူတဲ့သူမို့လို့နံပါတ်2လေးနဲ့ highlight ထည့်ပေးလိုက်တာပေါ့နော်နံပါတ်2ကကျတော့နည်းနည်းဖြူတဲ့ဘက်ကိုသွားတယ်နံပါတ်2ကတော့နံပါတ်3နဲ့ဆိုင်ရင်နည်းနည်းဖြူတဲ့ဘက်ကိုသွားတယ်ပေါ့နော်မျက်နှာပေါ်မှာရှိတဲ့အပြစ်အနာစာတွေကိုပပကြည်ကြည်နဲ့ဖုံးအုပ်ပြီးတော့မျက်နှာတစ်ပြင်လုံးကမျက်နှာအသားကြီးမညီတာလေးကညီသွားပါပြီเนาะဒါဆိုရင်အပေါ်မှာပေါင်တာထက်ရကြိုင်ရင်အပေါ်မှာပေါင်တာထက်ရိုက်တနခါလိမ့်ရကြိုင်ရင်အပေါ်မှာတနခါထက်လိမ့်လိုက်ပါเนาะဒါပေမဲ့တနခါလိမ့်မဲ့သူတွေကတော့ဒီအောက်ကမိတ်ကပ်လေး6အောင်စောင့်ပေးပါเนาะမိတ်ကပ်6မှအပေါ်မှာတနခါထက်လိမ့်ပေးပါမိတ်ကပ်လေးလိမ့်ပြီးသွားရဆိုတော့အပေါ်မှာပေါင်တာတော့ထက်မရိုက်သေးဘူးအရင်ဆုံးနှခမ်းနီပါးနီအိုင်ရှယ်ရိုလေးအရင်လှုပ်လိုက်မယ်ဒီဘီမီရဲ့နှခမ်းနီလေးကနှခမ်းနီပါးနီအိုင်ရှယ်ရိုအနေနဲ့3 in 1သုံးလို့ရအဲ့တော့အရင်လေးထည့်လိုက်အကလိမ်မော်ရောင်လေးဝတ်ထားတာဆိုတော့ပေါ့နော်ဒီနေ့ကဘိုးကာလာအုတ်ကျူးရောင်လေးဆိုးလိုက်ပါမယ်အရင်အထူကြီးဆိုးရတော့မကြိုက်ပေါ့နော်ပြီးရင်အရင်ဆူဆူကြီးကိုလည်းမကြိုက်ဒါတနေ့ကုန်ခံတယ်အရင်မဆူတဲ့အတွက်ကြောင့်မလို့တနေ့ကုန်ခံတယ်အပေါ်အပလန်လို့လည်းရပြီးဆိုရင်တော့ eyeshadow ပေါ့နော် eyeshadow လည်းဒီနှာခမ်းကြီးနဲ့ပဲတင်လို့ရပါတယ်နော်ဒီမှာဒီနှာခမ်းကြီးကနှာခမ်းကြီးပါးနေ eyeshadow အနေနဲ့3 in 1သုံးလို့ရတဲ့ formula နဲ့မြန်မာ FD ရော Thai FD ရောရထားဆိုတော့ပေါ့နော်ညီတို့အခု3လ4နှစ်ထဲမှာရောက်လာပြီပေါ့နော်ဒီနှာခမ်းကြီးပါးနေ eyeshadow အနေနဲ့3 in 1သုံးလာတာ4နှစ်ထဲကိုရောက်နေပြီဒီအသားကြီးဖြစ်စီခြင်းလုံးဝမရှိဘူးနှာခမ်းသား6သွေးခြင်းနှာခမ်းသားမဲညစ်ခြင်းလုံးဝမရှိတဲ့နှာခမ်းကြီးပေးရဈေးနဲ့လက်တက်နေသူကတပူးမှ2000ကျပ်ဆိုတော့ပေါ့နော်ပေးရဈေးနဲ့လက်တက်နေ9ချောင်းယူမယ်ဆိုရင်9ချောင်းဈေးတည်တန့်ရှိတယ်ဒီမှာကြည့်အေးနော်ဒါလေးကလိမ်မော်ရောင်လေးဒီနှခမ်းကြီးလေးတစ်ချောင်းနဲ့နှခမ်းကြီးရောပါးနေရောအိုင်ရှယ်ရော3 in 1သုံးလို့ရတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ကာလာဘလိုင်းမဖြစ်တော့ပါတော့ဒီမှာကြည့်ကာလာအခုဒီမျက်နှာတစ်မျက်နှာလုံးကကာလာတစ်ခုတည်းပဲနော်ဒါလေးက sports လေးနဲ့โอเคကဲဒါဆိုလို့ရှိရင်တော့နေမျက်နှာမှာ true ပေါ့နော်ဒီ eye shadow တွေ eyeliner တွေ mascara တော့
ဘာတစ်ခုမှမပါဘဲနဲ့တောင်မှအခုဒီ make up look လေးကိုရပြီပေါ့နော်အခုဒါကတော့ဒီ BB ရဲ့ Tube Play make up ရဲ့ BB ရဲ့နှာခမ်းတွေရဲ့နှစ်မျိုးနဲ့ပဲအလှပြသွားတာပဲဖြစ်ပါတယ်ရှင် make up လေးနဲ့ခါအစစ်စစ်မလိမ့်ချင်တဲ့သူတွေအတွက်ပပကြည့်ကြည့်လေးဖြစ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှင်တော့ဒီနှစ်မျိုးနဲ့လိုပါတယ်ရှင်ဒီနှစ်မျိုးမှာ32,500ကျပ်ပဲเนาะမျိုးလိုက်အလှကုန်ဆိုင်တွေမှာလည်းမေးမြန်းပြီးဝယ်လို့ရတယ် online ကနေပြီးရောင်းတဲ့ online reseller နားကလည်းဝယ်လို့ရတယ်နောက်ဆုံးဘယ်ကဝယ်ရမှန်းမသိဘူးဆိုမမရဲ့ချက်ပေါက်မှာလာပြီးမှလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်